ဒီလဲအောင်ရှိုးလိုက်အောင်နော်ဒီလဲအောင်ရှိုးလိုက်အောင်နွားကတော့နေတဲ့ပုံတွေထားကတော့ညလားကြွားကြွားရွာလာလာပါပါလေးပဲပြုလာရောက်ကြည့်မိလို့ကတော့ဆွဲမိလို့အတဲမှာညှိပါမယ်နော်ကြည့်လိုက်အောင်ရှိုးလိုက်အောင်50ရရင်ရောင်းမှာဖြစ်ပါတယ်ကြည်တာနော်နောက်ကြပါမယ်ဒီတဲ့ဒီသားလေးကတော့နော်ဘယ်အရာလေးနဲ့မှမတူပါဘူးခင်ဗျ